နဲ့တာသမီဆိုတာဘလို့တာသမီကိုခေါ်တာလဲမာရှာအလ္လာကျွန်တော်တို့မွတ်စလင်တွေထဲမှာကြည့်မယ်ဆိုရင်တာသမီမရကြတဲ့လူတွေအလ္လာတာလာရဲ့ထံမှာဘာမှဒွါလုပ်ကြငုံပြီးတော့ဒွါလုပ်ကြတဲ့တဟဂျ်ဖတ်ပြီးတော့မာရှာအလ္လာဒါတော်ကောင်းတယ်အလ်ဟမ်ဒူလ illah အလ္လာစီကနေတောင်းတာဆိုတော့ဘာဘာကြီးရဲ့ကဘာကိုတောင်းပြီးတော့တောင်းနေဆိုရင်ရှင်းကဲပဲတော့ဘာဘာကြီးရဲ့ကဘာကိုမတောင်းဘဲနဲ့တဟဂျ်ဖတ်ပြီးတော့အလ္လာစီကနေတောင်းတာဆိုတာဒီလူရဲ့အီမန်တော့စိတ်ထားတာတော်လေးကိုအီမန်နဲ့မြင့်မာတဲ့အဆင့်တန်းတစ်ခုမှရှိတယ်အလ်ဟမ်ဒူလ illahဒါပေမဲ့တာသမီမရတဲ့လူတွေတာသမီရဖို့အတွက်ဒွါလုပ်တဲ့ခါကျလို့ရှိရင်ယာအလ္လာကျွန်တော်ကိုတာသမီပေးပါတာသမီးသမီးပေးပါဒါတော့ပဲပြောရုံနဲ့လုံလောက်မှာမဟုတ်ဘာကြောင့်လဲဆိုတော့တာသမီးသမီးတို့ရလာဒါပေမဲ့ဇာရိတမကောင်းဘူးလိမ္မာရေးချမရှိဘူးဆိုရင်အဲ့လိုတာသမီမျိုးရတာနဲ့ဆိုင်မရတာကမှပုံမကောင်းဘူးဆိုတော့တာသမီမရတဲ့တော့ကြောက်တာသမီတောင်းမယ်ဆိုရင်ဘာမှထည့်ပြီးတောင်းရမလဲကုရ်အာန်ကကျွန်တော်တို့ကိုသင်ပေးတယ်တော့ယေဘာကောင်းမွန်တဲ့တာသမီလိမ္မာရေးချရှိတဲ့တာသမီကိုချင်းစရိတ်တန်ပြန်စင်ကြယ်တဲ့တာသမီကိုတောင်းယာအလ္လာကျွန်တော်တို့ကိုကိုချင်းစရိတ်တကောင်းမွန်တဲ့တာသမီချင်းမြင်တော်မူပါဒါလို့တောင်းတခါကိုချင်းစရိတ်တကောင်းမွန်တဲ့တာသမီဆိုတာကျွန်တော်တို့တော်များများကဘယ်လိုတော့ကြတယ်လဲဆိုတော့ဆလိမတော့ဘူးအယက်မတော့ဘူးလောင်းကစားမလုပ်ဘူးဇင်နာမလုပ်ဘူးလူတွေနဲ့တွေ့ရင်ပြုံးစီစီနဲ့ဆက်ဆံတယ်ဖော်ဖော်ရည်နဲ့စကားပြောတယ်အဲ့ဒါကိုချင်းစရိတ်တကောင်းမွန်တဲ့လူပေါ့ဒါလိုမျိုးကျွန်တော်တို့ကတော့ကြဒါတွေလည်းလိုအပ်တယ်ဒါကတော့မှတ်ဒါပေမဲ့ကိုချင်းစရိတ်ကောင်းမွန်တဲ့သူကိုချင်းစရိတ်ကောင်းမွန်တဲ့တာကိုချင်းစရိတ်ကောင်းမွန်တဲ့သမီးဆိုတာအတလောင်းနဲ့မပြီးဘူးအကဲအတလောင်းနဲ့ပြီးတယ်ဆိုရင်ကျွန်တော်ပြောပြမယ်အခုကျွန်တော်တို့တွေ့ကြရတဲ့မိဘအသက်ကြီးသွားတဲ့ခါကျလို့ရှိရင်တော်တော်များများသားသမီးတွေဘယ်လိုစဉ်းစားကြတယ်လဲဆိုတော့ဒီမိဘဒီအမိဒီအဖအသက်ကြီးသွားပြီအိမ်မှာထားတိုင်းဒိုးကိုယ်တိုင်ခက်မတော့ရမယ်ပူကြိုးရမယ်ဒိုးခေါင်းပေါ်မှာဝန်တော့ဝန်ဘိုးကြီးဖြစ်နေမယ်ဘိုးဘွားရေးတာရှိတဲ့ old house ကိုပို့လိုက်ဒီကနေ့အနောက်နိုင်ငံတွေမှာကျွန်တော်တို့ကြည့်မယ်ဆိုရင် old house တွေတစ်မျိုးမှာထောင်နဲ့ချီပြီးတော့ရှိတယ်အမေရိကန်တို့ဘာလို့မှကြည့်မယ်ဆိုရင်ဘိုးဘွားရေးတာထောင်နဲ့ချီပြီးတော့ရှိတယ်တစ်မျိုးမှာသူတို့ကစဉ်းစားကြတာကဘယ်လိုလဲဆိုတော့မိဘဆိုတော့အသက်ကြီးရင်ဒိုးကိုယ်တိုင်ခက်မတ်တုံးရပါလို့လဲဒိုးကိုယ်တိုင်ခက်မတ်လုပ်ကြပါလို့လဲသူ့ကိုဝတ်တူငယ်ပြုစုဖို့တော့တီးတဲ့အဲ့ဒီတော့ service ပေးတဲ့ဌာနတွေရှိနေတယ်ဘိုးဘွားရေးတာတွေရှိနေတယ်အဲ့ဒီကိုပို့လိုက်မယ်သူတလားတစ်ခေါက်ဒုံဟောရင်တစ်နေ့တစ်ခေါက်သွားပြီးတော့ဘေးရှင်းပေးလိုက်မယ်ပြီးသွားပြီဆိုရင်အဲ့လိုလူကိုကျွန်တော်တို့ကိုချင်းစရိတ်ကောင်းမွန်တဲ့လူလို့ကျွန်တော်တို့ခေါ်မှာအဲ့လိုသမီးကိုကိုချင်းစရိတ်ကောင်းမွန်တဲ့တာသမီးလို့ကျွန်တော်တို့တတ်မှတ်မှာမိဘကိုခစ်မတ်လုပ်ရင်ဘာရလဲသူမသိဘူးအမေရဲ့ခြေကိုမှဂျန်နတ်ရှိတယ်ဆိုတာကိုသူမသိဘူးအဖေဟာဂျန်နတ်တဲ့တကားဘောတွေထဲကတကားတစ်ဘောဖြစ်တယ်ဆိုတာကိုသူမသိဘူးမိဘကိုမချေမငံဆက်ဆံရင်သူ့ဘဝတော့ဘယ်လိုဆိုးကျိုးတွေတက်ရောက်မလဲဆိုတာကိုသူမသိဘူးဟာဒီလိုတော့ဆက်လည်းမတော့ဘူးအကြက်လည်းမတော့ဘူးလောင်းကစားလည်းမလုပ်ဘူးဇင်နာလည်းမလုပ်ဘူးလူတွေနဲ့တွေ့ရင်ပြောစီစီနဲ့ဆက်ဆံတယ်ဖိုးဖိုးရွေနဲ့စကားပြောတယ်ဒါပေမဲ့မိဘရဲ့ကျေးဇူးကိုမတိတတ်ဘူးမိဘကိုမချေမငံဆက်ဆံနေဆိုရင်အဲ့လိုသားသမီးကိုကိုချင်းစရိတ်မကောင်းတဲ့သားသမီးလို့ကျွန်တော်တို့ဘယ်လိုလုပ်တတ်မှာသူကဘလို့မှကိုချင်းစရိတ်ကောင်းတဲ့လူသူကဘလို့မှမဖြစ်နိုင်မိဘရဲ့ကျေးဇူးကိုလည်းတိတတ်မိဘကိုခေတမတ်တော့ရင်ဘာရမလဲသူသိရမိဘကိုမချေမငံဆက်ဆံရင်ဘလို့အဇာခံရမလဲသူနားလေရမိဘကိုလည်းကောင်းကောင်းမွန်မွန်သူဆက်ဆံအခြားအခုဟုတ်ပြီမိဘပုံမှာလည်းကောင်းတယ်မိဘရဲ့ဝတ္တရားတွေကိုလည်းကြည်ပြွန်တယ်ဒါပေမဲ့မိမိကိုဖန်ဆင်းတဲ့အရှင်တခင်ရဲ့ဝတ္တရားတွေကိုမကြည်ပြွန်ဘူးအလ္လာဟ်တာလာရဲ့ကျေးဇူးတော်တွေကိုမသိတတ်ဘူးဆိုရင်တော့အဲ့ဒီလူဟာကိုချင်းစရိတ်ကောင်းမွန်တဲ့လူဘယ်လိုလုပ်ဖြစ်အလ္လာဟ်ရဲ့ကျေးဇူးတွေဆိုတာကမိဘနှစ်ပါးလုံးရဲ့ကျေးဇူးတွေထက်ကိုအဆပေါင်းများစွာပို့ပြီးတော့များတယ်နေညအလ္လာဟ်ရဲ့ကျေးဇူးတော်တွေကျွန်တော်တို့ပုံမှာမိုးလို့ရွာသွန်းနေတယ်ဝအင်တအူဒူနိအမတ်အလ္လာဟီလာတုဟ်ဆူဟာအလ္လာဟ်ရဲ့ကျေးဇူးတော်တွေဆိုတော့ဟုတ်ပြီဆလိမတော့ဘူးအယက်မတော့ဘူးဇင်နာမလုပ်ဘူးမိဘနှစ်ပါးရဲ့ကျေးဇူးကိုလည်းသူတည်တတ်တယ်မိဘကိုလည်းသူဂရုစိုက်တယ်ဒါပေမဲ့နမတ်တွေကိုကစွာလုပ်တယ်ဖရတ်နမတ်တွေကိုမလေးစားဘူးရမ်ဇန်လမှာရူဇာမထားဘူးအလ္လာဟ်ရဲ့ဝတ်တရားတွေကိုမကြည်ဘူးအလ္လာဟ်ရဲ့ကျေးဇူးတွေကိုမတည်တတ်ဘူးမိမိကိုဖန်ဆင်းတဲ့အရှင်သခင်ဘယ်အရှင်သခင်ရဲ့ကျေးဇူးတော်တွေသူ့ပေါ်မှာနေညမိုးလိုရွာသွန်းနေတယ်အဲ့ဒီအရှင်သခင်ရဲ့အမိန့်တော်တွေကိုဖီးကြတယ်ဆိုရင်လည်းအဲ့လိုလူဟာကိုချင်းစရိတ်ကောင်းမွန်တဲ့တာကိုချင်းစရိတ်ကောင်းမွန်တဲ့သမီးမဖြစ်နိုင်သူကနမတ်တွေကိုလည်းလေးစားအလ္လာဟ်ရဲ့ဝတ်တရားတွေကိုလည်းကြည်ပြွန်မယ်ရမ်ဇန်လမှာရူဇာလည်းထားဂိုရာအကုလူတွေကနေရှောင်ကျင်ရမယ်အဲ့ဒီတော့မှသူဟာဘာဖြစ်မလဲဇူရီယတန်တိုင်ဂျီဘာကောင်းမွန်တဲ့တာသမီးဖြစ်စရိတ်ကောင်းမွန်တဲ့ဆိုတာအဲ့ဒီတော့အဲ့ဒါကြောင့်ဟဇရတ်ဇကရီယာအလိုင်ဟိဆလမ်ဒူအာလုပ်တဲ့နေရာမှာဒါကိုပါထဲတယ်ယာအလ္လာဟ်ကျွန်တော်ကိုတာသမီးချင်းမြင်တော်မူပါဘလို့တာသမီးကိုချင်းစရိတ်ကောင်းမွန်တဲ့တာသမီးကျွန်တော်ကိုချင်းမြင်တော်မူအဲ့လိုမျိုးပဲကျမ်းတော်ကုရ်အာန်နဲ့နောက်တနေရာမှာဟဇရတ်အီဘရာဟိမ်အလိုင်ဟိဆလမ်ရဲ့ဒူအာကိုကျွန်တော်တို့တွေ့ရမယ်ဟဇရတ်အီဘရာဟိမ်အလိုင်ဟိဆလမ်ဘလို့ဒူအာလုပ်လဲတာသမီးနဲ့ပတ်သက်ပြီးတော့ရဘ်ဂျအလ်နီမူကီမတ်ဆလာဟ်ဝမင်ဇူရီယတီ
ယာအလ္လာဟ်ကျွန်တော်မျိုးကိုနမတ်ဝတ်ပြုတည်ဆောက်သူဖြစ်အောင်အရှင်ပြုလုပ်ပေးသနာတော်မူနောက်ကျွန်တော်ရဲ့သားသမီးတွေကိုလည်းနမတ်ဝတ်ပြုတည်ဆောက်သူတွေဖြစ်အောင်အရှင်ပြုလုပ်ပေးသနာတော်မူအစ္စလာမ်အလ္လာဟ်ရဲ့တော့နဗီတမန်တော်တွေကမိမိတို့ရဲ့သားတွေသမီးတွေရဲ့ဒုနီယာနဲ့ပတ်သက်ပြီးအလ္လာဟ်သူတို့စီမှာတောကမရှိဘူးကုရ်အာန်ကျမ်းတော်မှာထဲမှာနဗီတမန်တော်တွေကမိမိတို့ရဲ့သားသမီးတွေရဲ့ဒုနီယာနဲ့ပတ်သက်ပြီးတောင်းလာတဲ့ဒွါလူကြီးမင်းတို့တိတ်တွေ့ရမှာမဟုတ်တခုတော့ရှိတဲ့ Hazrat Ibrahim alayhi salam ရဲ့ဒွါ warzuq ahlahu min as-samarati man amana minhum billahi wal yawmil akhir သူတော်စင်များက Hazrat Ibrahim alayhi salam ဒွါလုပ်ခဲ့တဲ့ Hazrat Hajira နဲ့ Ismail alayhi salam တို့ကိုခလေးလေးတသေးလေးမိခင်နဲ့ဟိုမှာဘက္ကာမက္ကာအဲ့ဒီလွန်တီးခုံပြင်မှာတွားပြီးတော့ထားလိုက်ရတယ်အဲ့ဒီတော့ကမက္ကာမှာလူတွေအိမ်မရှိဘူးလူတွေမရှိဘူးအဆောက်အဦမရှိဘူးအပင်တွေဆန်းကြောင်းတွေရေထွက်တဲ့တွင်းတွေဘာတစ်ခုမှမရှိလုံးဝလွန်တီးခုံပြင်ကြီးဘာမှစားစရာလည်းမရှိဘူးအဲ့ဒီမှာစုံမလုံးလေးတထုံနဲ့ရေတပူးပေးပြီးတော့ Hazrat Ibrahim alayhi salam ပြန်လဲထွက်လာရတယ်အလ္လာဟ်ရဲ့အမိန့်တော်ကြောင့်အဲ့ဒီအချိန်မှာ Hazrat Ibrahim alayhi salam ဒွါလုပ်တယ်ယာအလ္လာဟ်ကျွန်တော်ရဲ့သားနဲ့ကျွန်တော်ရဲ့ဇနီးကိုအရှင်ရဲ့အမိန့်တော်တိုင်းလွန်တီးခုံပြင်မှာလာပြီးတော့ကျွန်တော်ထားလိုက်warzuq ahlahu min as-samarat ဒီမှာအရှင်ဟာအခြေချနေထိုင်သူတွေကိုရောက်ရှိတည်တော်မူပါအနေနဲ့အရရကနေစားပြတောက်ဆက်တဲ့ဒီကိုအရှင်ပို့ပေးသနာတော်မူပါဆိုတာက Hazrat Ibrahim alayhi salam ကတောကတစ်ခုနဲ့ပေါ့နော်တောကကလည်းဒါကဟိုလိုကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့မိဘတွေလို့ကျွန်တော်တို့လိုမျိုးဟာတာသမီးကိုစီးပွားရေးသမားကြီးဖြစ်အောင်မီလီယံနာဖြစ်အောင်ဘီလီယံနာဖြစ်အောင်ဒီလိုတောကမျိုးမဟုတ်ဘကဒရီဇရူရတ်လိုအပ်တဲ့လောက်စားဖို့တောက်ဖို့တော့ရအောင်အရှင်စီရင်ပေးသနာတော်မူပါဒီလိုတောင်းတာHazrat Yaqub alayhi salam ရဲ့နောက်ဆုံးအချိန်မှာတာသမီးတွေကို Hazrat Yaqub alayhi salam ခေါ်ပြီးတော့မေးတယ်။ဘာမေးတယ်။ Am kuntum shuhada'a idh hadara Yaqub al-maut idh qala li banihi ma ta'buduna min ba'di ငါမရှိတော့တဲ့နောက်ပိုင်းတင်တို့တွေဟာဘုရုကိုကိုးကွယ်ကြမှာ။ဟိုအရင်တုန်းကလိုမျိုးဘုတ်တုတွေကိုကိုးကွယ်မှာလား။ဘုရုကိုကိုးကွယ်ကြမှာ။အဲ့ဒီမှာတာသမီးတွေကအဖြေပြတယ်။ကောလူနအဘုဒ်အီလာဟကဝအီလာဟအာဘာအီကအီဘရာဟီမာတာသမီးတွေကအဖြေပြတယ်အဖြေကိုးကွယ်ခဲ့တဲ့အရှင်တခင်ကိုပဲကျွန်တော်တို့ကိုးကွယ်မယ်ဘုရုကိုလည်းအလ္လာဟ်ဆုဘဟာနဟူဝါတာအာလာတဘာရဲပဲအီလာဟွန်ဝါဟီဆိုတော့ယာကူဘ်အလိုင်ဟိဆလမ်ကနောက်ဆုံးချိန်မှာတာသမီးတွေရဲ့ဒုနီယာနဲ့ပတ်သက်ပြီးတော့ပူနေသလားသူတို့ရဲ့ဒီနဲ့ပတ်သက်ပြီးပူနေသလားကြည့်တယ်ဆိုရင်ဒီနဲ့ပတ်သက်ပြီးတော့ငါမရှိတော့တော့ပဲဒီကလေးတွေရှစ်ကထဲကိုရောက်သွားရင်ဘယ်လိုလုပ်မလဲကုဖရထဲကိုရောက်သွားရင်ဘယ်လိုလုပ်မလဲအီမန်ကနေလက်မဲ့ဖြစ်သွားရင်ဘယ်လိုလုပ်မလဲအစ္စလာမ်ကနေလက်မဲ့ဖြစ်သွားရင်ဘယ်လိုလုပ်မလဲဒါကိုပဲပူတယ်နဗီတွေကအဓိကဆိုတော့အစ္စလာမ်အလိုင်ဟိဆလမ်တို့ကဘယ်လိုလုပ်လဲယာအလ္လာဟ်ကျွန်တော်မျိုးကိုလည်းနမတ်ဆိုပြုတည်ဆောက်သူဖြစ်အောင်အရှင်ပြုလုပ်ပေးသနာတော်မူပါကျွန်တော်ရဲ့သားသမီးတွေကိုလည်းနမတ်ဆိုပြုတည်ဆောက်သူဖြစ်အောင်အရှင်ပြုလုပ်ပေးသနာတော်မူပါဒီကနေ့အဲ့ဒီလိုမျိုးအလ္လာဟ်တာလာရဲ့ဌာနတော်မှာဒူအာလုပ်တဲ့လူတွေကျွန်တော်တို့မွတ်စလင်တွေထဲမှာဘယ်နှယောက်ရှိလဲလက်ချိုးယူလို့ရကျွန်တော်ကိုလည်းအရှင်ဟာနမတ်9ချိန်ကိုပါဘန်ဒီနဲ့ဆွဲမြဲမြဲဝတ်ပြုတဲ့လူတယောက်ဖြစ်အောင်အရှင်ပြုလုပ်ပေးသနာတော်မူပါကျွန်တော်သားတွေကျွန်တော်သမီးတွေကိုလည်းအရှင်ရဲ့အဘာဒတ်လုပ်တဲ့လူတွေဖြစ်နေအရှင်ပြုလုပ်ပေးသနာတော်မူပါဆိုပြီးတော့ဒူအာလုပ်တဲ့လူတယောက်မှာလက်ချိုးယူလို့ရအောင်နဲတယ်မယ်မွတ်စလင်တွေထဲကျွန်တော်တို့စီမှာကျွန်တော်တို့ကိုယ်တိုင်ရဲ့ဒီနဲ့ပတ်သက်ပြီးတော့လည်းအဒလောဖစ်ကင်မရှိဘူးကျွန်တော်တို့ရဲ့သားသမီးတွေရဲ့တာသနာရေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒီမှာအဒလောဖစ်ကင်မရှိဘူးဆိုတာလုံးဝထင်ရှားနေတယ်ပေါ်နေတယ်သားသမီးတွေကိုကျွန်တော်တို့